မှာတက်တောက်တက်တာအေးချမ်းချမ်းပဲနေရစေတယ်အေးချမ်းမှုတွေတက်တောက်တက်တာရှိမှုတွေပြောဆိုတဲ့အောင်မြင်စေတယ်ဆိုတဲ့ဖုန်းနံပါတ်အတွဲလေးရှိပါတယ်ကျတော့ချမေဆွေတို့ရဲ့ဘဝမှာအမြဲတမ်းလုံးသမျှအစင်မပြေဘူးခက်ခဲတဲ့ပင်ပန်းတဲ့အခွင့်အရေးကောင်းတွေကကိုယ့်စီကိုမရောက်လာပဲနဲ့ထက်တလဲလဲကွေးဝှိုက်ပြီးတော့ကိုယ့်စီကနေပြီးတော့ထွက်ပြေးနေတယ်ဆိုလို့ရှိရင်ကင်ဆောင်နေသောဖုန်းနံပါတ်လေးကိုတစ်ချက်လေးပြန်ပြီးတော့စစ်ပေးကြည့်ပါကျတော့ချမေဆွေတို့ရဲ့ဘဝထဲကိုတက်တောက်တက်တာငွေဝင်ကောင်းပြီးတော့မိတ်ဆွေကောင်းတွေရစေတဲ့ဖုန်းနံပါတ်ဆိုတာကတော့96656565ဆိုတဲ့အတွဲသားဖြစ်ပါတယ်ဒီနံပါတ်လေးတွေကဘဝတဲကိုငွေဝင်ကောင်းစေတဲ့ဘဝမှာတက်တောက်တက်တာရှိပြီးတော့အေးအေးချမ်းချမ်းလေးနဲ့ငွေဝင်စေတဲ့အထူးသတိပြုရမှာကြတော့လွန်ပေးတန်ဆေးဆိုတဲ့အတိုင်းဒီ9665ဆိုတဲ့အတွဲတွေက limit လွန်ပြီးတော့2ချိန်3ချိန်4ချိန်ပါလို့ရှိရင်တော့အဲ့လူကအပြင်းကြီးပြီးတော့ရေသာခိုးခြင်းစစ်တွေများသွားတတ်ပါတယ်အဲ့ဒီချိန်မှာကိုကနေပြီးတော့trauma တွေကဘယ်လိုဝင်လာတယ်ဆိုတဲ့အခါကျတော့ငါကြတော့လွယ်နဲ့ရှာဖွေရတာကိုစိတ်ဝင်စားတယ်ဒါပေမဲ့ငါစီငွေမဝင်လာပါဘူးကွာဆိုတဲ့ trauma တွေဖြစ်လာတတ်တယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့တအားကိုမှငွေဝင်လေတဲ့နံပါတ်တွေကများသွားလို့ရှိရင်လက်ကြောမတင်တဲ့ဘက်ကိုရက်ရှိသွားစေတတ်ပါတယ်။ဒီလိုမျိုးပါပဲချစ်ရတော့ချစ်မင်းဆွေတို့ကင်ဆောင်နေသောဖုန်းနံပါတ်ထဲမှာ46646464ဆိုတဲ့အတွဲပါခဲ့မယ်ဆိုလို့ရှိရင်ဘဝမှာအမြဲတမ်းခက်ခဲမှုတွေရင်ဆိုင်ရစေတဲ့ခက်ခဲကြီးစွာရုန်းကန်ရစေတယ်ဘတော်မှလွယ်ကူမရရှိစေတတ်ပါဘူးသူများတစ်ချိန်လို့အောင်မြင်တဲ့နေရာမှာကိုက3ချိန်ထက်မကအမြဲတမ်းစူးစမ်းရစေတယ်ဆင်းရဲခက်ခဲပင်ပန်းမှုတွေကိုသာခေါ်ပေးတဲ့နံပါတ်ဖြစ်တာကတော့466464သာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမကိုမေးလာစရာရှိတယ်ကျမရဲ့ဖုန်းနံပါတ်ကတော့465ဖြစ်တဲ့အတွက်စင်ပြေလားလို့ပြောလာလို့ရှင်အဲ့မှာ3လုံးတွဲကိုကျမကတခါတည်းပြောလိုက်မယ်ဆိုလို့ရှင်46ရယ်65ရယ်တွဲထားတာဖြစ်တဲ့အတွက်ငွေဝင်ကောင်းပြီးတော့ကျိုးစားရှုံးကန်မှာငွေဝင်ကောင်းစေမယ်အဲ့မှာနားမလဲတဲ့သူက65နဲ့ပိတ်ထားတာဖြစ်တဲ့အတွက်အစမ်းကိုငွေဝင်ကောင်းမှာပေါ့လို့ပြောလို့ရှိရင်တော့ no အဲ့ဒါကတာမန်မျက်စိနဲ့ကြည့်ရင်အရန်ကိုမှလွယ်ကူတယ်လို့ထင်ရတဲ့နံပါတ်ပညာရဲ့လျှို့ဝှက်ချက်ဖြစ်သွားတာဖြစ်တဲ့အတွက်465ဆိုတဲ့အတွဲပိုင်ရှင်နံပါတ်ပိုင်ရှင်တွေကငွေရှာရခက်ခဲတဲ့ဘက်ကိုရရှိစေတဲ့အောင်မြင်မှုကသူများတလှမ်းသွားရင်ကိုက3လှမ်းလိုက်သွားရတဲ့အခြေအနေကိုရရှိသွားစေတတ်ပါတယ်ချစ်တော့ချမဲဆွေတို့ရဲ့မွေးသက်ကလေးနဲ့ကိုယ်ကိုင်ဆောင်နေသောဖုန်းနံပါတ်တိုက်စစ်ခြင်းနဲ့ဆိုလို့ရှိရင်စမနဲ့လာ